အားလုံးပဲမင်္ဂလာပါမင်းရင် diary မှာကြိုဆိုပါရစေကဲဒီတစ်ခါpicky ပိုင် picky key ပေါ့နော်ကိုနှစ်သက်တဲ့ key လေးတစ်ခုကိုရွေးပြီးတော့ by 1 by 2 by 3ပေါ့နော် key လေးတစ်ခုကိုရွေးပြီးတော့ universe ကကိုယ့်ကိုပေးချင်တဲ့ message ကဘာတွေဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင်တစ်ခါတလေကြာရင်ကိုပေါ့နော်လူအမျိုးမျိုးမှရှိတတ်တယ်ပေါ့နော်ကိုဖြစ်ချင်တာတွေကဖြစ်မလာဘူးဒါပေမဲ့အဲ့ဖြစ်မလာခြင်းတွေမှာလည်းရွယ်ချက်ရှိသလိုဖြစ်လာခြင်းတွေမှာလည်းရွယ်ချက်ရှိပါတယ်အဲ့တော့လူတွေမှာဘယ်လိုခေါ်မလဲကိုတွေမှာကိုယ့်ရဲ့ကြုံခဲ့တဲ့အဖြစ်အပျက်တွေအမျိုးမျိုးမှာပေါ့ရွယ်ချက်တိုင်းရွယ်ချက်ရှိတဲ့အတွက်ကြောင့်မလို့ universe မှာကိုယ်ကိုပေးချင်တဲ့ message တွေလည်းရှိနေပါတယ်အဲ့တော့ကဲဒီကိုနှစ်သက်တဲ့ key လေးတွေကိုရွေးချယ်ပြီးတော့ universe ကကိုယ့်ကိုပေးချင်တဲ့ message တွေကဘာတွေလဲဆိုတာကြည့်လိုက်ကြရအောင်ဟုတ်ပြီနော်အဲဆိုရင် by 1 by 2 by 3တွေကိုသွားပါမယ်နော်ပိုင်ဝက်လေးတွေမင်္ဂလာပါပိုင်ဝက်လေးတွေကဒီတော့လေးကိုရွေးထားတာပဲဖြစ်ပါတယ်ဒီတော့တီးတီးလေးပေါ့နော်ချစ်စရာလေးဒီတော့လေးကိုရွေးထားတယ်ဒါကပိုင်ဝက်လေးတွေနော်အဲ့တော့ပိုင်ဝက်လေးတွေအတွက် reading လေးကိုစလိုက်မယ်နော်ဟုတ်ပြီပိုင်ဝက်လေးတွေဒီနေ့ reading လေးလုပ်ပေးမှာကPicky key the universe has a message for you universe ကတင့်ကို message ပေးစရာရှိတယ်ပေါ့နော် the message ရှိတယ်ပေါ့နော်အဲ့တော့ကဲဘာ message တွေများဖြစ်မလဲပေါ့ကြည့်လိုက်ကြရအောင်နော် sorry okay အရင်ဆုံး shuffle လေးလုပ်လိုက်မယ် shuffle လုပ်လိုက်မယ်ကဲ shuffle လုပ်မယ် shuffle လုပ်ပြီးတော့ခါကြတော့ပိုင်ဝဲလေးတွေအတွက်ထုံးစံတိုင်းပဲစက်တက်ကရွေးလိုက်မယ်ပေါ့နော်စက်တက်ကကဲOkay ဒီစတက်ကထဲမှာဘိုင်ဝမ်လေးတွေအတွက် significant ကလေးတက်ကဆွဲလိုက်မယ်နော်အလဲကောင်းဟာလေးဆွဲမယ်2 4 6 2 4 1 2 3 4 5အလဲကောင်းဟာလေးဆွဲလိုက်မယ်ဟုတ်ပြီဘယ်ခေါမလဲဆိုတော့ပိုင်ဝဲလေးတွေမှာကလက်တလုံးမှာပေါ့နော်သတင်းကောင်းလေးတွေရှိတယ်သတင်းကောင်းလေးတွေကြားနေရတယ်ကိုရဲ့ဘယ်လိုခေါ်လဲကိုဖြစ်ချင်တဲ့သတင်းလေးတွေရောက်လာတာမျိုးတွေရှိတယ်အဲ့လိုမျိုးလေးတွေရှိရပေါ့နော်ပြီးကြတော့ကိုရဲ့စိတ်ကူးထားတဲ့ဘဝလေးပေါ့နော်အဲ့လိုအခြေအနေမျိုးလေးရောက်နေတာပေါ့နော်အဲ့လိုမျိုးရောက်နေတဲ့လူမျိုးလေးတွေရှိတယ်ဟုတ်ပါကိုကနောက်တဲ့ဟိုပါပေါ့နော်လမ်းစာအသက်အခွင့်လမ်းသက်ကိုရည်ရွယ်ထားတဲ့လမ်းသက်ရှောင်မယ်လူကိုဖြစ်ချင်တဲ့ပတ်ဝန်းကျင်မျိုးကိုစတင်ပြီးတော့တိဆောက်နေပြီအဲ့လိုမျိုးစပြီးတော့ခြေလမ်းနေစလန်းနေတာမျိုးရှိရဲ့အခွင့်အရေးတွေစပြီးတော့ရရှိနေလက်ခံရရှိတာမျိုးတွေရှိမယ်ငွေကြေးပိုင်းမှာတော့နည်းနည်းချွတ်ဘယ်လိုခေါ်မလဲနည်းနည်းစီစစ်နေရတဲ့အပိုင်းတွေရှိမယ်ငွေကြေးကိုနည်းနည်းထိန်းဘယ်လိုခေါ်လဲညှိညာပေါ့နော်ထိန်းညှိပြီးတော့သွားနေရတာမျိုးတွေရှိတယ်
ပိုင်ဝဲလေးတွေကအရန်ကောင်းတယ်အခုဒီအောင်မြင်ဒီအခုကိုရှောက်နေတဲ့လမ်းမှာပေါ့နော်ကိုလုံးနေတဲ့အရာတွေကိုလက်ရှိလုံးနေတဲ့အရာတွေကိုအကောင့်ထဲပေါ်နေတဲ့အရာတွေဟာဘယ်လိုခေါ်မလဲအောင်မြင်ခြင်းရဲ့လမ်းတစ်ဝက်ကိုရောက်နေရပေါ့နော်အောင်မြင်ခြင်းရဲ့လမ်းတစ်ဝက်ကိုရောက်နေ focus မလုပ်ဖို့တော့လိုတယ်ပြီးကြရင် the star energy ပေါ့နော် the star ရှိရဲ့အတွက်အခက်အခဲတွေကိုကြော်ဖြတ်ပြီးတော့မှအဲ့လိုအောင်မြင်မှုအခုမှစပြီးတော့ဖြစ်ပေါ်လာခါစားပေါ့နော်အဲ့လိုအခြေအနေမျိုးတွေရှိတယ်ပိုင်ဝဲလေးတွေမှာကဖြစ်ချင်တဲ့အရာတွေများနေတယ်ဖြစ်ချင်တဲ့အရာတွေများနေတယ်ဒါမိသားစုနဲ့ပတ်သက်ပြီးတော့လည်းစိတ်ကူးထားတဲ့အရာတွေတချို့ရှိမယ်เนาะအကောင့်ထဲပေါ်နေရတဲ့အရာတွေမျိုးရှိမယ်ပြီးတော့ရှင်မိသားစုအတွက်ကိုကပတ်လန်းနေတချို့ရှိမှာပေါ့နော်အဲ့လိုမျိုးတွေဆိုရင်နေရာမျိုးရှိရဲအဝလေးတွေမှာကဒါကိုယ့်ရဲ့ဘယ်လိုကလဲခုနကပြောသလိုပလန်ဆွဲနေရပါတော့မိသားစုနဲ့ပလန်ဆွဲနေတဲ့ရှေးတွေကြိုတွေးပြီးတော့ကိုမိသားစုနဲ့ပတ်သက်တဲ့မိသားစုလေးတစ်ခုစီစီရုံနဲ့အဲ့လိုမျိုးကိုစိတ်ချမ်းသာတဲ့ဘဝလေးကိုတိဆောက်ဖို့လဲအဲ့လိုမျိုးရှေးပို့ပြီးတော့ရှေးရေးကိုကြိုတွေးပြီးတော့မျောလင့်နေတာမျိုးတွေရှိတယ်ပိုင်ဝဲလေးပြီးကြလို့ရှိရင်ပိုင်ဝဲနေမှာဒါကဘယ်လိုကလဲပညာရေးအရာပေါ့နော်ပညာရေးအရာဆိုလို့ရှိရင်လည်းဒါကိုဖြစ်ချင်တဲ့အရာတစ်ခုကိုကိုကွန်ထရိုလာတစ်ခုတယောက်လိုဖြစ်နေတာပေါ့နော်ကိုရဲ့မိသားစုဘဝကိုတိဆောက်ဖို့အတွက်ကိုကနီးလမ်းကြောင်းကိုဥဆောင်ပြီးတော့တွားပြီးတော့ပြနေတာပေါ့နော်နီးလမ်းပြနေတဲ့သူတယောက်ဖြစ်တာပေါ့နော်ဖြစ်တယ်ပြီးကြလို့ရှိရင်ကိုကဒီ guidance ပေါ့နော်အရင်တော့ကိုကပုံမှန်ဘယ်လိုခေါ်လဲစီးတွေပေါင်းနေပေါ့နော်အဲ့လိုနားမလဲဘူးကိုကတမယိုးရနေတယ်မလျှောက်ချင်ဘူးကိုစိတ်ကိုနဲ့ကိုဖြတ်တန်းချင်တယ်ဆိုပေမဲ့ဒီခါမှာတော့ကိုကဘဝကိုပေါ့နော်ဘဝကိုမိသားစုအတွက်ဘဝကိုနီးမှန်လမ်းမှန်နဲ့အဲ့လိုမှန်တော်တယောက်ရဲ့အဲ့လိုမှန်တော်ဆိုအဲ့လို guide ပြပေးမယ်လူတို့နားလေသဘောပေါက်တဲ့လူတွေကိုချီးကပ်ပြီးတော့အဲ့လိုဖြတ်တန်းမယ်ပေါ့နော်ရှေ့ကိုဖြတ်တန်းရတော့မယ်အခြေအနေကိုရောက်ရှိနေပြီပေါ့နော်အဲ့လိုမျိုးရှိရယ်ပိုင်ဝမ်လေးတွေမှာမက်ဆေ့တွေကuniverse ကပေးချင်တဲ့ message ကသတင်းကောင်းတွေကြားရဖို့ရှိရယ်ပြီးတိုင်ရွေးချယ်ရမယ်လမ်းတွေရှိတယ်ရွေးချယ်ရမယ်လမ်းတွေရွေးချယ်ရမယ်လမ်းတွေအများကြီးထဲမှာကိုမိသားစုအတွက်အရေးပါမယ်ကိုမိသားစုကိုတယောက်တည်းအတွက်မဟုတ်တော့ကိုမိသားစုကိုရောကိုမိသားစုရောနဲ့အဆင်ပြေတဲ့လမ်းမျိုးကိုရွေးချယ်တင်တယ်ပြီးကြလို့ရှိရင်တက်တည်နားတဲ့လူတွေရဲ့ guidance ကိုယူပြီးတော့ရှေ့ဆက်ပါတဲ့ပြီးကြလို့ရှိရင်ကိုအတွက်မလိုတော့တဲ့လမ်းဟောင်းနေကိုအတွက်အသုံးမလိုတော့တဲ့လမ်းဟောင်းနေအတွေးခေါ်ဟောင်းနေသိလားခုနကပြောချင်တာကွာပိုင်ဝဲလေးတွေမှာတချို့အတွေးခေါ်တွေရှိခဲ့ဘူးတဲ့အဲ့အတွေးခေါ်ဟောင်းနေတာလုံးဝကိုယ့်ကိုလည်းအကျိုးမပြုသူများကိုလည်းအကျိုးမပြုတဲ့အတွေးခေါ်ဟောင်းနေရှိအဲ့ဒါတွေကိုစွန့်လွတ်ခဲ့တဲ့အချိန်ကြီးရောက်နေပြီတဲ့ပြီးကြလို့ရှိရင်ပတ်စံစုတဲ့အချိန်နဲ့ရောက်နေပြီတဲ့နောက်ပိုင်းမှာနော်ဘိုင်ဝမ်လေးတွေကပတ်စံကိုစုတင်နေပြီပေါ့နော်ပတ်စံစုတင်တဲ့အချိန်ကြီးလည်းရောက်နေပြီပတ်စံကိုတေးကြစုပါတဲ့ဒါပေမဲ့ဘိုင်ဝမ်လေးတွေမှာတကယ်ကိုပတ်စံစုတဲ့စိတ်ကလည်းတကယ်ကိုရှိနေပါပြီနော်ကိုကဖြစ်ချင်တဲ့ဆန္ဒတွေများနေပြီမဲ့လို့ပတ်စံကိုဘယ်လိုစုရမလဲငွေကြေးနဲ့ပတ်သက်ပြီးဘယ်လိုစုရမလဲ stability ဘက်ကိုတဖြည်းဖြည်းနဲ့သွားနေပြီအဲ့ stability မှာလည်းstability နဲ့ secure ဖြစ်တဲ့ safe ဖြစ်တဲ့လမ်းကြောင်းပေါ်သွားနေပြီအဲ့ဒီလမ်းကြောင်းကလည်းကိုယ့်ရဲ့စိတ်ပျော်ရွှင်မှုရတဲ့လမ်းကြောင်းပဲဖြစ်တယ်အဲ့ဒီလမ်းကြောင်းကိုယူရဲ့အချိန်မှာပိုင်ဝမ်လေးတွေကကိုတယောက်တည်းရဲ့အတွေးနဲ့ကိုတယောက်တည်းရဲ့စိတ်ချမ်းသာမှုကိုတယောက်တည်းရဲ့အကျိုးဖြစ်တော်မူချက်မိသားစုကရောငါဒီလမ်းကိုရွေးလိုက်မိသားစုကလက်ခံနိုင်လားမိသားစုကပျော်လားမိသားစုကဒီရဲ့လမ်းကြောင်းပေါ်မှာရောက်လာလို့ရှိရင်မိသားစုတော့အဆင်ပြေလားဆိုတာမျိုးတွေးပြီးတော့ရှောက်လိုက်ရမယ်အရင်တော့ကိုကဖြက်လန်းကြီးတွေတုံးနေဒါမှမဟုတ်လို့ရှိရင်ကိုတူဦးတယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့ကိုဆုံးဖြတ်ပြီး
လုပ်ခဲ့တဲ့ကိစ္စတွေကိုရပ်တန့်ပြီးတော့သက်သိနာလဲတဲ့လူတွေရဲ့ guidance ကိုယူပြီးတော့ဒီဘယ်လိုခေါ်မလဲ plan ဆွဲရမယ်ရှေ့ရေးအတွက် plan ဆွဲရမယ်ပြီးကြလို့ရှိရင်ပတ်စံစုတဲ့အချိန်ရောက်နေပြီဆိုတာလည်းပြောတယ်အရင်နှုန်းကအတွေးခေါ်ဟောင်းတွေကိုထားခဲ့ဖို့လည်းပြောတယ်အတွေးခေါ်ဟောင်းပတ်ဝန်းကျင်ဟောင်းလမ်းဟောင်းကြီးကိုထားခဲ့ဖို့ပြောတယ်ထားခဲ့ပြီးတော့နောက်ထပ်ပေါ့နော်ကိုယ့်အတွက်အကျိုးမဖြစ်တော့တဲ့လမ်းဟောင်းကိုထားခဲ့ပြီးကိုယ့်အတွက်အကျိုးဖြစ်ထွန်းမဲ့လမ်းသစ်ကိုရှာပါအဲ့ဒီတော့လည်း plan ဆွဲပါပြီးကြလို့ရှိရင်ရွေးချယ်တဲ့လမ်းကိုဆုံးဖြတ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းကိုတူတယောက်တည်းစိတ်ချမ်းသာမှုမဟုတ်ဘဲနဲ့မိသားစုနဲ့ပတ်သက်တဲ့မိသားစုရဲ့ပျော်ရွှင်မှုအများပျော်ရွှင်တဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိရဲ့ကိုချစ်တဲ့သူတွေရဲ့ပျော်ရွှင်မှုပါလက်ခံနိုင်လောက်ပျော်ရွှင်မှုပါပါတဲ့လမ်းကြောင်းမျိုးကိုရွေးပါလို့ပြောတာနော်အဲ့တော့ပိုင်ဝဲလေးတွေကလောလောဆယ်မှာ halfway on the road ပေါ့နော် halfway ဖြစ်နေပြီ halfway through to your goal ပေါ့နော် to your desire level ကိုရောက်နေပြီကွာဒါပေမဲ့အဲ့မှာ focus ပျောက်သွားလို့မရဘူးเนาะ focus ပျောက်သွားလို့မရဘာလို့ဆိုပိုင်ဝန်းလေးတွေမှာအခက်အခဲတွေတော်တော်များများအကြော်ဖြတ်ခဲ့ပြီးသွားပြီစိတ်ပိုင်းဆိုင်ရာအရာရောဒီလိုမျိုးတခြားအတိုက်ခက်တွေပါတယ်မမှာပေါ့เนาะအောက်မြင့်ဘယ်လိုခေါ်ကြော်ဖြတ်ခဲ့ပြီးသွားပြီပေါ့เนาะအဲ့လိုကြော်ဖြတ်ခဲ့တဲ့အတွက်ကြောင့်မို့ဒီ focus ကိုပျောက်သွားလို့မဖြစ်ဘူးဘာလို့လဲဆိုတော့ကိုဒီထက်တန်းခဲ့ရတဲ့အခက်ခဲတွေရဲ့အချိန်ကုန်ခဲ့သမျှကိုပြန်လဲပြီးတော့အဖတ်ဆယ်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာအဲ့တော့ဒါ universe ကပိုင်ဝဲလေးတွေကိုပေးချင်တဲ့ message ကတော့ဒီလောက်ပါပဲเนาะအဲ့တော့ပိုင်ဝဲလေးတွေကိုဒီမှာပဲရက်လိုက်ပါမယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့မိမိရဲ့လိုရာဆန္ဒတွေမိမိနဲ့တည်တည်လျောက်ပတ်တဲ့လမ်းကြောင်းတွေကိုရွေးချယ်နိုင်ကြပါစေ universe ရဲ့ message တွေကလည်းပိုင်ဝဲလေးတွေအတွက်အကျိုးဖြစ်တော်မှာစေလို့ပြောရင်းနဲ့ပဲပိုင်ဝဲလေးတွေကိုပိုင်ဝဲလေးတွေဒီ reading လေးကပိုင်ဝဲလေးတွေနဲ့အကျိုးပိုင်ဝဲလေးတွေနဲ့ energy ကိုက်တယ်ပိုင်ဝဲလေးတွေအတွက်လည်းဘယ်လိုကောင်းလဲတိုက်ဆိုင်မှုရှိခဲ့တယ်ဆိုလို့ရှိရင်comment မှာလေဘယ်ပိုင်လေးတွေကိုရေးခဲ့တယ်ဆိုတာကိုရေးခဲ့ပြပါအောင်เนาะ subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပြပါအောင်အားလုံးကျေးဇူးတင်ပါတယ်Hello ပိုင်တူးလေးတွေမင်္ဂလာပါပိုင်တူးလေးတွေကိုဒီနေ့ reading လေးလုပ်သွားမယ် title လေးอ่ะပေါ့နော် Pikiki the universe has a message for you universe ကတင့်အတွက် message တွေရှိနေတယ်ပေါ့နော်ဘာတွေများလဲပေါ့ဒီ reading လေးက timeless reading ဖြစ်တဲ့အတွက်ကြောင့်ဒီ reading လေးကိုစတွေ့တဲ့အချိန်ကစပြီးတော့ပေါ့နော်အကျုံးဝင်တယ်ပေါ့နော်အဲ့တော့ကဲပိုင်တူးတွေကဒီတော်လေးကိုရွေးထားပါတယ်ဒီတော်လေးကချစ်စရာလေးပါအကြည့်ဒီတော်လေးနော်တော်လေးကဒီတော်လေးကဒါပိုင်တူးပေါ့နော်ဒါလေးကပိုင်တူးဟုတ်ပြီအဲ့ဆိုရင် reading လေးကိုစလိုက်ကြရအောင် reading လေးကိုဒီဘက်မှာစထားလိုက်မယ်ကဲပိုင်တူးလေးကို universe ကပေးချင်တဲ့ message ကဘာများပါလဲပိုင်တူးလေးတွေကို universe ကပေးချင်တဲ့ message လေးတွေကဘာများပါလဲကဲ universe ကရှိရဲ့ universe မှာရှိရဲ့သက်ဆိုင်တဲ့ပုဂ္ဂိုလ်ကိုပေါင်းများပါတော့ပိုင်တူးလေးတွေကို guidance လုပ်ပေးပါပေါ့သူပေးချင်တဲ့ message ကဘာများပါလဲပေါ့နော် guidance လုပ်ပေးကြပါ universe မှာရှိနေပိုင်တူးလေးတွေက guidance တွေပေးချင်တဲ့ message ကဘာများပါလဲကဲအများလေးပဲကြည့်လိုက်ကြရအောင်အဲ့တော့စတက်ကရွေးမယ်နော်စတက်ကပိုင်တူးလေးတွေအတွက်စတက်ကထောက်လိုက်မယ်ကဲ universe ကပိုင်တူးလေးကိုပေးချင်တဲ့ message ကဘာလဲဆိုတော့စတက်ကဆွဲပြီးa significant က
ပိုက်တူးလေးတွေကအခုအချိန်မှာပေါ့နော်အဲ့လိုငွေကြေးနဲ့ပတ်သက်ပြီးပူပန်စရာမလိုဘူးကိုယ့်အတွက်အလောက်ကိုင်ငွေကြေးအလောက်ကိုင်နဲ့ပတ်သက်ပြီးတော့ကိုယ့်အတွက်ဖူလုံနေတင်းလျောက်ပတ်တဲ့အခြေအနေမှာရှိတယ် stability ဘောကလည်း stability ဖြစ်နေတယ်ပြကြလို့ရှိရင်မိသားစုရဲ့အထောက်ပံ့တွေကိုယ့်ရဲ့အမွေနှစ်တွေအဲ့လိုမျိုးအမွေနှစ်တွေလည်းအဲ့လိုမျိုးရထားတဲ့သူတချို့ပေါ့နော်အဲ့လိုကိုယ်ပိုင်မိသားစုဘဝလည်းရှိတယ်ဟိုငွေကြေးရလည်းခိုင်ပါတယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုဖီနဲ့ရှိလောက်တဲ့ level တစ်ခုအထိကိုယ့်ရဲ့ငွေကြေးရဲ့ပမာဏရှိနေတဲ့သူတချို့ရှိမယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဟုတ်ပြီstability ကြနေတဲ့ stable ဖြစ်နေတဲ့သူပိုက်တူးလေးတွေကကောင်းပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးကံကောင်းနေတဲ့သူတချို့ရှိပါတယ်သူတွေရှိရပေါ့နော်ဒါပေမဲ့လေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပတ်ဝန်းကျင်မှာကိုယ်နားလည်ပေးရတဲ့သူတွေတိတ်မရှိဘူးပေါ့နော်တိတ်မရှိဘူးနားလည်ပေးနိုင်တဲ့သူတွေတိတ်မရှိဘူးပြီးကြလို့ရှိရင်ကိုကအများနဲ့တယောက်ဖြစ်နေတာမျိုးတွေရှိတယ်ပြီးကြပိုင်ဝန်းလေးတွေပိုင်တူးတွေကနည်းနည်းစိတ်တွေထွေပြားနေတာပါသေးလားဟိုလောဆယ်မှာကိုရှိနေတာကိုဖြစ်နေတဲ့အရာနဲ့ကိုဖြစ်ချင်နေတဲ့အရာနဲ့ဟာတိတ်ပြီးတော့ကြီးမကင်ဘူးဖြစ်နေတာပါအဲ့လိုမျိုးရှိတယ်ဒါပေမဲ့လေပိုက်တူးလေးတွေမှာကကိုကအခုလက်ရှိမှာပေါ့နော်ကိုကအခက်အခဲတွေကြော်ဖြတ်ပြီးတော့ကိုလိုချင်တဲ့နေရာတစ်ခု healing mentally အရာဆိုလဲ healing တွေဖြစ်ခဲ့ဖို့စိတ်ပိုင်းဆိုင်ရာတွေအခက်အခဲတွေစိတ်ပိုင်းဆိုင်ရာအရာကိုနာကျင်ခဲ့တဲ့အရာတွေခက်ခဲကြော်ဖြတ်ပြီးတော့ကိုလိုချင်တဲ့နေရာတစ်ခုရောက်ရှိခဲ့မယ်ဒါမှမဟုတ်လို့ရှိရင်ကိုလိုချင်တဲ့ဘဝတစ်ခုရောက်ရှိခဲ့တယ်ဆိုပေမဲ့လည်းconfidence တိတ်မရှိနေဘူးကိုလောလောဆယ်လက်ရှိဘဝတိတ် confidence မရှိနေဘူးပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ပြီးကြလို့ရှိရင်အဲ့လို spiritual ဘိုင်းမှာလည်းပိုင်တူးတွေကပေါ့နော် spiritual ဘိုင်းမှာဘယ်လိုဘာသာရေးလုပ်တဲ့လူတချို့ရှိမယ်ဘယ်လိုဘာသာရေးလုပ်ချင်တာပေါ့နော်ဘာသာရေးလုပ်တယ်ပြီးကြရင်တခုခုတူတိတ်နဲ့ပေါ့နော်လူအများမသိအောင်ကြိတ်မိတ်ပြီးတော့တုံးနေတဲ့အရာတွေတချို့ရှိမယ်ပေါ့နော်အဲ့ဒီအရာတွေကအခုလောလောဆယ်မှာပေါ့နော်ကိုလုံးရင်လုံးတလောက်ပေါ့နော်အဲ့လိုကိုဖြစ်ချင်တဲ့ကိုထားပါတော့ကိုကမှတ်ခဲ့တဲ့လမ်းကြောင်းကိုထားပါတော့ခုနကတော့ပြောသလိုပိုက်တိုးတွေမှာဒီပတ်ဝန်းကျင်မှာကိုစာနာနားလဲပေးမဲ့သူမရှိဘူးကိုကြီးဖေးမမဲ့သူမရှိဘူးကိုတယောက်တည်းလို့ဖြစ်နေတဲ့အရာတွေကပေါ့နော်နောက်ပိုင်းမှာကိုကရှင်းလင်းပြတ်သားပြီးတော့ကိုအတွက်အမှန်တရားတစ်ခုရရှိလာလိမ့်မယ်ပေါ့နော်အများနဲ့တယောက်ဖြစ်နေရတယ်ကိုနားလဲပေးမဲ့သူကိုရဲ့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုနားလည်လာဖို့အခြေအနေတရက်ပေါ့နော်အဲ့လိုမျိုးဖြစ်လာလိမ့်မယ်ပေါ့ပြီးကြရင်လုပ်ငန်းတွေစတင်တာတွေရှိမယ်လုပ်ငန်းစတင်တာမျိုးတွေရှိမယ်ဟုတ်တယ်အလုပ်ကိုင်တွေစပြီးတော့အသစ်တွေအလုပ်ကိုင်အသစ်တွေစတင်တာတွေရှိမယ်ပြီးကြရင်ပိုက်တူးတွေမှာကနောက်ပိုင်းကြလို့ရှိရင်အဲ့လိုဘယ်လိုခေါ်လဲယူရီကပေးချင်တဲ့ message ကပါမင်းအလုပ်တွေလုပ်တယ်ဒါပေမဲ့မင်းကိုဖေးမမဲ့သူမရှိဘူးမင်းရဲ့ confidence တွေကျနေတဲ့အချိန်မှာမင်းကဘာသာရေးကိုဖိလုပ်တာတော့ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ကို self aware ဘယ်လိုပြောမလဲကိုယ့်ကိုပြန်ပြီးတော့ပေါ့နော်စင်ញံသုံးသပ်နေတဲ့အချိန်တွေဘာသာရေးတွေပို့လို့ဖြစ်တာမျိုးတွေပေါ့နော်အဲ့လိုဘာသာရေးတွေလုပ်ခဲ့တဲ့အရာတွေရဲ့အကျိုးဆက်တွေကိုခံစားရလိမ့်မယ်ပေါ့နော်ဘာသာရေးတွေပြုလုပ်တယ်ဆိုရင်အဲ့ပြုလုပ်တဲ့အကျိုးဆက်တွေကိုခံစားရလိမ့်မယ်ပြီးကြလို့ရှိရင် opportunity အသစ်တွေလာဖို့ရှိတယ်အဲ့still long term ဘယ်လိုခေါ် stability ဖြစ်မဲ့ဟိုပါပေါ့နော်ကိုမျောလင့်ထားတဲ့ကိုယ့်အတွက်အကျိုးဖြစ်ထွန်းမဲ့ကိုယ့်အတွက် benefit ဖြစ်မဲ့အလုပ်ကန်းတွေအခွင့်အရေးတွေလာဖို့ရှိရဲ့ပြီးကြလို့ရှိရင်universe ကပြောချင်တာပေါ့တယောက်တည်းမဟုတ်ဘူးပေါ့နော်ပတ်ဝန်းကျင်တွေမှာအဆောင်ရှောက်တွေရှိရပေါ့နော်ငငယ်လေးတွေကကိုယ်တိတ်မိဆောင်ရှောက်တဲ့ပတ်ဝန်းကျင်မျိုးတွေရှိတယ်တခုခုဆိုလို့ရှိရင်ပတ်ဝန်းလေးတွေမှာကပိုက်တူးတွေကိုအဲ့လိုမျိုးအတိပေးနေတယ်အတွေးတွေတချို့တွေရှိတယ်ခါလေမသိစိတ်ကကိုကတခုခုဆိုလို့ရှိရင်လုံးတင်လားမလုံးတင်လားတွေးဝင်နေတဲ့အချိန်မှာကွာကိုရဲ့အတွေးထဲမှာဘာမှမသိဘူးဒီဟာလုံးချင်လို့ကိုလုံးလိုက်တာအဲ့ဒါလို့ဘယ်လိုပြောကြလဲကိုယ့်ရဲ့ inner sense မှာကွာ
ဆောင်းလျှောက်တွေတိုက်တွန်းမှုကြောင့်လုံးဖြစ်တာမျိုးရှိအရင်တော့အဲ့လိုအဆောင်းလျှောက်တွေပါမပြောခဲ့ဘူးပေါ့နော်ဒါပေမဲ့ဘိုက်တိုးတွေဒီတခါ reading လုပ်တဲ့အခါမှာနည်းနည်းလေးတော့အဆောင်းလျှောက်နဲ့ပတ်သက်တာတခုခုတော့စိတ်ထဲမှာရောက်လာတယ်လို့ခံစားရလို့ပေါ့နော်ဟုတ်ပြီအဲ့ဘိုက်တိုးလေးတွေကအဲ့လိုcoffee နဲ့ပြန်ရခြင်းနဲ့ကွာဒီမှာဆိုရင်ဒါ coffee နဲ့မရှိဘူး coffee နဲ့ပြန်ရခြင်းနဲ့ဘယ်လိုခေါ်မလဲ wish fulfillment ပေါ့နော်ကိုဖြစ်ခြင်းတဲ့ဆန္ဒတွေကိုဆန္ဒတွေပြည့်ဝဖို့အတွက်သူတွေမှာငွေကြေးရအလုံးအကင်ကစိတ်ကူရဘူးပို့ဆိုပေမဲ့ပတ်ဝန်းကျင်မကောင်းတာတို့ဘာတို့ပေါ့နော်ပတ်ဝန်းကျင်မကောင်းတာတို့အဲ့လိုပြီးကြတော့ကိုအတွေးတွေကကိုလက်ရှိရှိနေတဲ့နေရာကိုမရောက်ရဲမတင်းနိုင်ပဲနဲ့အတွေးတွေများနေတာတို့အဲ့လို opportunity လွတ်သွားအတကူကိုဆုံးဖြတ်ဖို့ကကြောက်နေတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရှိရင်ကိုကဘာသာရေးလောက်တာတော့ intuition ပေါ့နော် intuition ကိုပို့ပြီးတော့ဦးစားပေးပြီးတော့ဆုံးဖြတ်ချက်ချတာမျိုးပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ inner self ကတိုက်တွန်းနေတဲ့အရာတွေတစ်ခါတလေကြာရင်အဲ့လိုမျိုးချစ်ကဲဖြစ်လာတယ်ပေါ့နော်အဲ့တော့ကိုကဘာသာရေးလောက်ခဲ့လို့ဘာသာရေးလောက်တာပဲဘာသာရေးလောက်လို့ကိုကဘာသာရေးရဲ့အကျိုးဆက်တွေကမကြခင်ရောက်လာတော့မှာပေါ့နော်အဲ့လိုပြီးကြတော့ကိုယ်မှလည်းအဆောင်ရှောက်တွေရှိရဲ့ဝေးကျင်ကလည်းကောင်းတယ်ပေါ့နော်အဆောင်ရှောက်ရှိရဲဆိုတာဒါမိသားကိုယ့်ရဲ့ကောင်းကျိုးကိုကောင်းကျိုးလိုလားတဲ့ပတ်ဝန်းကျင်ဆိုတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ပိုင်တူးလေးတွေကကိုယ့်ရဲ့ဒီဗာလဲemotional fulfillment လို့ဒါမျိုးပေါ့နော်ကိုစိတ်ချမ်းသာတဲ့confident ဖြစ်တဲ့ဘဝမျိုးရချင်တဲ့ဟာဆူတောင်းမျိုးပေါ့ပြေးလာနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမပြေးလာဘူးဆိုရင်ရောဆိုတော့မပြေးလာမှလည်းကြောက်ညာပေါ့နော်အဲ့လိုမျိုးရှိတယ်ပိုက်တူးလေးတွေမှာကနောက်ပိုင်းမှာရွေးချယ်ရမယ့်အခြေအနေရွေးချယ်ရမယ့် opportunity တွေရှိတယ်ရွေးချယ်ရမယ့်အရာတွေရှိတယ်အဲ့လိုမျိုးလမ်းမျိုးနောက်ပါပေါ့နော်ဒီမှာပိုက်တူးလေးတွေမှာတချို့ဟာတွေတွေ့ဝင်နေတဲ့အရာတွေမှာနောက်ပိုင်းမှာကိုကတိကျတဲ့အဖြေတခုရွေးချယ်မိသွားလိမ့်မယ်ပေါ့နော်ဒါလည်းဒါကိုယ့်ရဲ့ဘယ်လိုခေါ်လဲကိုယ့်ရဲ့ intuition ကိုဖြစ်ချင်တဲ့ဆန္ဒကိုလိုက်ရောပြီးတော့အဲ့လိုရွေးချယ်မှုတစ်ခုလုံးနောက်ပိုင်းမှာလှုပ်ဖြစ်သွားလိမ့်မယ်တဲ့ပြီးကြလို့ရှိရင်အဲ့လို harmony ကြဒါ harmony ကြကိုနဲ့ harmony ကြတဲ့လူတစ်ယောက်ကိုကရွေးချယ်မိတာတို့ဒါမျိုးတွေပေါ့ရှိမှာပေါ့နော်အဲ့တော့တင်ငင်နဲ့ခြေနေတစ်ခုကိုပိုင်တူးလေးတွေကနောက်ပိုင်းမှာပေါ့နော်အလောက်ကင်နဲ့ပတ်သက်ပဲဖြစ်ဖြစ်ဘဝရဲ့ opportunity လမ်းကြောင်းမှန်တစ်ခုကိုအခွင့်ရောက်လာတဲ့အခါကျရင်ကိုပိုင်တူးလေးတွေကိုယ့်ရဲ့ intuition နဲ့ကိုဖြစ်ချင်တဲ့လမ်းကိုရွေးချယ်ပါရွေးချယ်ပြီးသွားလိမ့်မယ်ဆိုတော့ရွေးချယ်ပါပေါ့နော်အဲ့တော့ကိုရွေးချယ်လမ်းကြောင်းမှန်ကိုတွေးပါလိမ့်မယ်ဆိုတော့message တော့ရရပေါ့အဲ့လိုမျိုးရှိတယ်နော်အဲ့တော့ပိုင်တူးလေးတွေအတွက် reading လေးကဒီမှာပဲဆုံးသက်လိုက်တော့မယ်ပိုင်တူးလေးတွေရဲ့ reading ကကောင်းပါတယ်နော်ကတ်တွေကကောင်းပါတယ်မကောင်းတာဆိုတော့ဒီမှာပိုင်တူးလေးတွေကလောလောဆယ်မှာကွာအနေနဲ့အထီးကျန်လို့ခံစားရတယ်ကိုယ့်ကိုပြီးမှမဲ့သူမရှိဘူးနားလည်းပြီးမဲ့သူမရှိဘူးလို့ခံစားနေရတဲ့အရာတွေအကုန်လုံးနောက်ပိုင်းမှာ emotional fulfillment ဖြစ်သွားမယ်ပေါ့နော်ဖြစ်သွားမယ်ကိုယ့်ရဲ့ intuition ကိုကဦးစားပေးပြီးတော့ရွေးချယ်စရာရှိရတယ်ရွေးချယ်ပေးပါပေါ့နော် opportunity တွေလာဖို့လည်းရှိရပေါ့နော်ဘာသာရေးများလောက်ပါဘာသာရေးလောက်တဲ့ကောင်းကျိုးတွေကိုကခံစားရမယ် benefit တွေခံစားရဖို့ရှိရပေါ့နော်အဲ့ဒါမျိုးတော့ရှိတယ်။ဘိုက်တူးလေးတွေကဘာသာရေးတော်လောက်တဲ့လူတွေထဲမှာပါတယ်ပေါ့နော်။အဲ့လို spiritual ဘိုင်းနေလိုက်စားရတဲ့သူတွေမျိုးတွေရှိတယ်ပေါ့နော်။အဆောင်ရှောက်တွေလည်းအဲ့လိုမျိုးရှိတယ်လို့တော့စိတ်ထဲမှာမြင်တယ်ပေါ့နော်။အဲ့လိုမျိုးရှိတယ်။အဲ့ဆိုရင်ဒီ reading လေးကပိုက်တူးတွေအတွက် energy guide တယ်ဆိုလို့ရှိရင် like subscribe လုပ်ပေးပါ like subscribe မလုပ်ရသေးရင် like subscribe လုပ်ပေးပါတကယ်လို့ energy guide တယ်ကိုအတွက်လည်း message တစ်ခုရခဲ့တယ်ဆိုလို့ရှိရင် comment မှာလည်းကိုရေးချယ်တဲ့ပိုင်းလေးကိုရေးခဲ့ပေးပါဦးပေါ့နော်အဲ့တော့မင်းရဲ့ channel လေးကမပြင်းရတော့ဘူးပေါ့နော်အဲ့လို reply လေးတွေပြန်လိုက်ပါညာဆိုနည်းနည်းလေးမိုးတရတာပေါ့နော်ဟုတ်ပြီဆိုရင်ပိုင်တူးလေးတွေဒီလောက်ပဲနော် bye hello ပိုင်3နေမင်္ဂလာပါပိုင်3လေးတွေကိုဒီနေ့ reading လေးလုပ်သွားပြီးမှကဒီမှာနော်ကီးတစ်ခုကိုရွှေ့လိုက်ကိုစိတ်ကြိုက်ဖြစ်တဲ့ကီးလေးကိုရွှေ့လိုက်ဒီကီးလေးပေါ့နော်ဒီကီးလေးကတော့ဒါပိုင်3လေးရွှေ့ထားတဲ့ကီးပေါ့နော်ဒီကီးလေးကချစ်စရာလေအဲ့လေပိုင်3
ဟုတ်ပြီ the universe has a message for you တဲ့ universe ကတင့်အတွက် message ရှိတယ်ပေါ့နော်ဘာကြီးလဲမသိဘူး by 3လေးတွေပေးချင်တဲ့ message တချို့ရှိနေတာပေါ့နော်အဲ့တော့ဒါလေးက timeless reading ဖြစ်တဲ့အတွက်ကြောင့်ဒီ reading လေးကိုစကြည့်တဲ့အချိန်ကစပြီးတော့အကျုံးဝင်သွားပါတယ်ပေါ့နော်အဲ့တော့ကက်သက်မရှိအကျုံးဝင်တယ်ပေါ့နော်အဲ့တော့by 3လေးတွေရဲ့ reading လေးကိုစလိုက်ကြမယ်ကဲ by 3လေးတွေ short ပေးလိုက်ပါနော်by 3လေးတွေကိုဆက်လက်ကရွေးလိုက်မယ်နော်တကယ်ရွေးမယ်တကယ်တည်းတကယ်ဆွဲလိုက်မယ်ကဲ by 2လေး by 3ရဲ့တော့ universe ကပြောချင်တဲ့စကားလေးတွေ universe က guidance တွေကဘာတွေပြောချင်လဲပြောပါဦး by 3လေးတွေမှာ guidance တွေကဘာတွေပြောချင်နေလဲ universe ကဘာတွေပြောချင်နေ significant ကလေးထုတ်ပြပါ significant ကလေးကိုဆွဲလိုက်ပါမယ်by 2လေးတွေက by 3တွေကခုလောလောဆယ်မှာကိုလုံးဆောင်ခဲ့တဲ့အရာတွေအကုန်လုံးရက်တန့်ပြီးတော့ခဏတစ်ပြုတ်လောကကြီးကိုထိုင်ကြည့်နေရတဲ့အခြေအနေပေါ့နော်အားမို့လို့ရှိရင်ကိုအနစ်နာခံရမယ်အချိန်ကာလတစ်ခုရောက်ရှိနေရပါတော့အဲ့လိုရောက်ရှိနေတယ်အဲ့တော့လုပ်ငန်းတွေဆိုလို့ရှိရင်လည်းကိုအရင်တုန်းကအလုပ်တွေလုပ်ခဲ့တယ်ဆိုတော့အဲ့ဒီအလုပ်တွေခဏရက်ထားပြီးတော့အခြေအနေတစ်ခုကိုပြန်ပြီးတော့မတူညီတဲ့အမြင်တွေနဲ့ပြန်ကြည့်နေရမျိုးရှိရပါတော့by 3တွေကလောလောဆယ်မှာဆိုလို့ရှိရင်ဒါအခြေကတော့ဒါကိုနဲ့တင်းတင်းလျောက်ပတ်တဲ့ကိုနဲ့ harmony ကြကြဖြစ်တဲ့ပါဒနာမျိုးပေါ့နော်အဲ့လိုပါဒနာမျိုးရှာတွေ့ထားတယ်အဲ့လိုမဟုတ်လို့ရှိရင်လုပ်ငန်းထဲမှာဆိုလို့ရှိရင်ဒါကိုနဲ့အဲ့လိုဘယ်လိုခေါ်လဲအတန်တူဘယ်လိုခေါ်လဲရောင်းသူပဲဆိုအတန်တူပေါ့နော်ဒီလိုမျိုးmutual benefit ရှိတဲ့ပါဒနာမျိုးပေါ့အဲ့လိုမျိုးရှိတာပေါ့နော်အဲ့လိုမျိုးလူတွေရှိရပေါ့နော်by 3တွေမှာလောလောဆယ်မှာရှေ့ကိုပလန်ဆွဲလို့မရသေးတဲ့အခြေအနေတချို့ရှိရပါတော့ဒီကပါလာပြန်ပြီ by 3တွေကလောလောဆယ်မှာကိုယ့်ရဲ့ရှေ့ကိုမျှော်တွေးပြီးတော့အယံကိုဒီထဲမှာလေ relationship နဲ့ပတ်သက်တဲ့လူတွေပါတယ်သမီးရေးသားကိစ္စတွေနဲ့ပတ်သက်တဲ့လူမျိုးတွေပါတယ် by 3တွေထဲမှာဒါမှမဟုတ်အိမ်တော်ရေးနဲ့ပတ်သက်တဲ့လူမျိုးတွေပါမယ်နော်ပါမယ်အိမ်တော်ရေးမှာလဲဆိုလို့ရှိရင်ဒါ relationship တွေကိုခဏလောက်ရပ်ထားပြီးတော့သူ့ရဲ့ relationship အခြေအနေကိုပြန်လဲပြီးတော့ပြန်ကြည့်နေတဲ့သဘောပေါ့နော်မတူညီတဲ့အမြင်တွေပြန်ကြည့်နေတဲ့လူတွေချုပ်ပါမယ်ပြီးကြရင်အဲ့ဒီ relationship နဲ့ပတ်သက်ပြီးတော့ရှေ့ရေးကိုလုံးဝစဉ်းစားလို့မရသေးဘူးပေါ့နော်ကိုကဒီ relationship နဲ့ပတ်သက်ပြီးတော့ future ကိုကြည့်လိုက်လို့ရှိရင်ကွာနည်းနည်း block ဖြစ်နေရမျိုးရှိတယ်ပေါ့နော်အဲ့လို balance ဆွဲလို့မရတဲ့အခြေအနေမျိုးပေါ့နော်အခြေအနေမျိုးကြောင့်ပေါ့လေအဲ့မှာခြေနဲ့ပတ်သက်ပြီးလို့ရှိရင်လာပါခြေနဲ့ပတ်သက်ပြီးလို့ရှိရင်ကိုကရွေးချယ်ဘေးကိုရွေးချယ်ရမှမသိဘူးအိပ်ပညာကြီးများအဲ့လို anxiety တချို့ရှိရပေါ့နော်ခြေနဲ့ပတ်သက်ပြီးကိုရွေးချယ်တယ်ငါဒီလိုရွေးချယ်တာမှားလားမှားသွားပြီလားမှန်လားမှန်ပါမလားဒါမျိုးတွေရှိရနော်ကိုဒီလိုရွေးချယ်လိုက်လို့မှန်လားမှားလားကိုမသိဘူးအဲ့လိုမျိုးနည်းနည်းကြောက်နေတဲ့စိတ်တွေပေါ့ရှိရပေါ့နော်ကိုရွေးချယ်မှုမှန်လားမှားလားပေါ့ဒါမျိုးတွေရှိရပြီးကြလို့ရှိရင် by 2တွေမှာက by 3တွေမှာကကိုရွေးချယ်ရတဲ့ဟာတွေကိုရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာ
အဲ့လိုစွန့်လွှတ်ခဲ့ရတဲ့အရာတွေပေါ်မှာလည်းနောင်တရနေတာမျိုးတွေရှိတယ်ပေါ့ relationship ကိုအဖက်ဆယ်ခြင်းတဲ့သူတချို့ရှိမှာပေါ့သိရမလားအဖက်ဆယ်လို့မရလို့ relationship ပေါ်မှာနည်းနည်းနောင်တတချို့ရှိမယ်ငါဘယ်နဲ့ဟုတ်ပြီအလေတော့ကာလာဖူပဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဟုတ်တယ်ပိုင်း3တွေကဘာလဲတော့မသိဘူးချင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုကိုယ့်ရဲ့ရွေးချယ်မှုကို तू ကစိတ်တိုင်းမကြဘူးကိုကဟိုလူရွေးချယ်ချင်တာလို့ဒီလူကိုရွေးချယ်ချင်တာအချစ်တီတာအများတာပိုင်း3တွေမှာလေသိလားအဲ့လို feeling တွေကအရင်ရှုပ်ထွေးနေကွာဒီလားရွေးချယ်စရာတွေကလည်းအရင်များနေအချစ်တီတာအပေါ်ရနော်ပိုင်း3တွေကနော်အချစ်တီတာအပေါ်တယ်နည်းနည်းပွေရှုပ်နေတာလေးတွေရက်ပြီးတော့ကိုယ့်အတွက်ဘယ်လိုလူမျိုးရွေးချယ်မလဲဆိုတာနည်းနည်းစောင့်ကြည့်ရမယ်နေတာပဲတခါတလေကြာတချို့လူတွေကလည်းလေဒီလိုအခြေအနေတစ်ခုကိုလေဟိုထွက်သွားခြင်းနေရဲ့ပိုင်3လေးတွေကထူးတော်ထူးဆန်းတယ်နော်သိလားပိုင်3တွေကဒီပိုင်3ကိုရွေးတဲ့လူတွေကလေလုံးဝအခြေရ fully ဒါ emotional feeling ဟိုဘယ်လိုခေါ်လဲ sorry romance ဆန်တဲ့အဲ့လိုအရန် romance ဆန်တာတော့မဟုတ်အဲ့လိုခြေရေးပိုင်းကိုအရင်စူးစူးရှာရှာထမ်းထားတဲ့လူတချို့ပါလာနိုင်တယ်နော်သူတို့တွေကအတွေးတွေများနေတယ်တယောက်တည်းကိုပဲဘယ်လိုခေါ်မလဲတယောက်တည်းကိုပဲရွေးချယ်ခြင်းနဲ့ဆိုပေမဲ့လည်းလွတ်ဆိုးလို့ရမယ့်လူတွေအတွက်လည်း तू ကပူပန်နေရတာမျိုးတွေရှိရပေါ့နော်အဲ့တော့ရွေးချယ်ခံနေရအနေထားတွေပေါ့နော်အနေထားတွေဆိုတော့ပန်တရီတွေကနောက်ပိုင်းမှာ तू ကနောက်ပိုင်းမှာလို့ဒီအခြေအနေကြီးကိုစိတ်ညစ်ပြီးတော့ပေါ့နော်နည်းနည်းနေစိတ်သက်သာရတဲ့အခြေအနေတစ်ခုပေါ့နော်ရွေးချယ်ပြီးတော့အဲ့လိုလမ်းမျိုးမှာခဏသွားနေမှုရှိရပေါ့နော်လို့ပြကြရင်လည်းဒါကိုယ့်ရဲ့ဒီအတွင်းစိတ်ကအဲ့လိုစိတ်လျှော့ခြင်းနေရဲ့အရာတွေရှိရပေါ့နော်စိတ်လျှော့ခြင်းနေတဲ့အရာတွေကိုကအဲ့လိုရှော့မပြက်လိုက်စေဖို့ကိုယ့်ကိုခွာနဲ့နေရတယ်ပေါ့နော်လို့အဲ့ဒီမှာလေအခြေရေးနဲ့ပတ်သက်ပြီးတော့ဒါဆိုတာအခြေရေးပိုင်းနည်းနည်းရောက်တာအခြေရေးနဲ့ပတ်သက်ပြီးအဲ့လိုကွန်ပျူတာတွေများတယ်အဲ့လိုရွေးချယ်ရမယ့်သူတွေကလည်းစိတ်ကြီးအရင်ရှုံနေတာကွာသိလားအဲ့လိုပါလဲဘလူတွေလဲဆိုတော့အဲ့လိုစိတ်တွေအရင်ရှုပ်ပြီးတော့ပိုင်3ကအခုလောလောဆယ်အခြေအနေကြီးကိုစိတ်ပြတ်နေပြီကွာစိတ်ပြတ်ပြီးတော့တနည်းအောင်ထွက်သွားခြင်းနေပြီစိတ်တွေအရင်ရှုပ်နေပြီဒီ relationship နဲ့ပတ်သက်ပြီးစိတ်ရှုပ်နေရလားဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ဒါလူမှုရေးရှုပ်ထွေးမှုတွေကြားထဲမှာကိုကဖြစ်နေရလားတော့မသိဘူးနည်း strong ဖြစ်အောင်နေရတဲ့အခြေအနေမျိုးတွေရှိမှာပေါ့နော်ပိုင်3လေးတွေကိုဟုတ်ပြီ universe ကပေးချင်တာတော့ကွာပေးချင်တာကတော့ကိုယ့်အတွက် secure ဖြစ်တဲ့ safe ဖြစ်တဲ့ကိုယ့်ရဲ့ဒီလို့ခေါ်မလဲကိုဒီအရှုပ်ကြီးကိုအရင်ရှုပ်တဲ့အခြေအနေတခုမရောက်ခင်တော့ကိုဘယ်လိုရှင်သန်ခဲ့လဲဆိုတာကိုအရင်ပြန်တည်ငြိမ်ခဲ့တဲ့ဘဝတစ်ခုကိုပြန်သွားကြည့်လိုက်ငါအဲ့တော့ဘယ်လိုရှင်သန်ခဲ့လဲငါဒီလောက်ထိရှုပ်သွင်းနေတဲ့ဒီအရှုပ်ကြီးထဲမှာငါမရောက်ခင်တော့ငါဘယ်လိုနေခဲ့လဲဆိုတာအဲ့လိုနေရာကိုနည်းနည်းလေး step back ပြန်လုပ်ရမယ်ခြေနည်းနည်းပြန်ဆုပ်ပြီးတော့အဲ့ကိုယ့်ရဲ့ original version နေရာကိုပြန်သွားရမယ်ဒီလိုမျိုးသိလားဒီအရှုပ်တွေထဲကနေပြီးမှရှေ့တအဆိုတိုးခိုင်းတာမဟုတ်ဘူးနော်နောက်ထပ်နောက်ဘလို့ကိုပြန်ပြီးတော့နောက်ကိုပြန်ဆုပ်ပြီးပြန်ကြည့်ပေါ့ကိုအခြေအနေကိုပြန်ကြည့်တဲ့အခြေအနေပေါ့နော်အဲ့လိုမျိုးပြန်ကြည့်ရမှာအဲ့လိုကြည့်ဖို့ဒီ situation ကနေထွက်သွားပြီးတော့ကိုပြန်ကြည့်ဖို့ပေါ့နော်အဲ့လို universe ကပြောနေတယ်နင်းဒီအရှုပ်ကြီးတွေနဲ့မပတ်သက်ခင်တော့ဒီစိတ်ရှုပ်ထွေးမှုတွေသိရမလားဒီ relationship တွေပဲဖြစ်ဒီစိတ်ရှုပ်ထွေးမှုတွေဒီအရှုပ်တွေကြားထဲမှာမနေခင်တော့နင်ဘယ်လိုရှင်သန်ခဲ့လဲဆိုတော့ဒီကိုယ့်ရဲ့ pure ဖြစ်ခဲ့တဲ့ life လေးတစ်ခုပေါ့နော်လို့ပြန်သွားပြီးတော့အချိန်ကြီးတစ်ခုအခုလုံးနေအရာတစ်ခုရက်ဆိုင်ပြီးတော့ပေါ့နော်လို့ပြန်သွားခိုင်းနေတဲ့
universe ကအဲ့လိုပြန်သွားစေချင်တာပေါ့နော်ကိုယ့်အတွက် secure နဲ့ safe ဖြစ်မဲ့မိသားစုပေါ့နော်အဲ့လိုမိသားစုရဲ့ရင်ခွင်ကိုပြန်လဲခိုလုံဖို့ပြောနေတဲ့စကားပြောနေတဲ့ကတ်တွေပေါ့နော်အဲ့လိုမျိုးပြောနေပြီးကြတော့စိတ်ကအလုံးဝမလျှော့လိုက်နဲ့ပေါ့နော်ဒီလိုအရှုပ်တွေကြားထဲမှာကိုအားတင်းထားပြီးတော့ကိုယ့်အတွက်ကိုယ့်အတွက်ဒီလိုစိတ်မရှုပ်ဘဲနဲ့တည်ငြိမ်မှုပေးတဲ့စိတ်ငြိမ်းချမ်းမှုပေးတဲ့နေရာကိုပေါ့နော်ရှာပါလို့သူကပြောနေတာပေါ့အဲ့ဒီလေးတွေကဒါလုံးဝမတူတဲ့လုံးဝ totally different ဖြစ်တဲ့ကတ်လေးကြာလာပေါ့နော်အဲ့တော့အဲ့ဒီလေးတွေပေးချင်တဲ့ message ကတော့ကိုယ့်အတွက် secure ဖြစ်မဲ့လမ်းကြောင်းကိုနေရာတစ်ခုကိုရှာတွေ့နိုင်ပါစေစိတ်ရှုပ်နေတာတွေကိုရှင်းဖို့ဘယ်လိုမလဲအခုဆုံးရှုံးခဲ့တဲ့အရာတွေပေါ်မှာလည်းမမောမနေပဲနဲ့လက်ရှိနေတဲ့အခြေအနေတစ်ခုကိုပဲbenefit ဖြစ်ယူပြီးတော့ပေါ့နော် opportunity ဖြစ်ယူပြီးတော့ဒီအရှုပ်တွေကြားထဲကနေရှင်းအောင်နေပါလို့ပြောချင်တယ်ပေါ့နော်အရှုပ်တွေကြားထဲကရှင်းအောင်နေပါလို့ပြောချင်တယ်ရွေးချယ်စရာတွေများလာခဲ့တယ်ဆိုလို့ရှိရင်လည်းကိုယ့်အတွက်စိတ်ဖြစ်မဲ့ကိုယ့်ကိုစိတ်လုံခြုံမှုပေးတဲ့ပတ်ဝန်းကျင်ကိုရွေးချယ်ပါလို့ပြောချင်တာပေါ့နော် universe ကအဲ့လိုပြောချင်တာကိုယ့်အတွက်စိတ်လုံခြုံမှုပေးတဲ့ကိုယ့်ကိုစိတ်ခွန်အားတွေပေးတဲ့ပတ်ဝန်းကျင်ကိုပဲရွေးချယ်ပါပေါ့မိသားစုလိုမျိုးအေးချမ်းမှုပေးတဲ့ပတ်ဝန်းကျင်မျိုးကိုရွေးချယ်ပါလူမျိုးကိုရွေးချယ်ပါပြီးကြလို့ရှိရင်အဲ့လိုအရှုပ်တွေကြားထဲမှာရှင်းအောင်နေပါလို့ပြောချင်တာပေါ့နော်အဲ့တော့ပိုင်သွေးလေးတွေအတွက်ပိုင်သွေးလေးတွေကဒီ reason လေးမှာကိုဘယ်လိုပေါ့ကိုအတွက်တိုက်ဆိုင်မှုရှိတဲ့ message လေးတခုရခဲ့တယ်ဆိုရင် subscribe မလုပ်ရသေးရင် subscribe လုပ်ထားပေးပါဦးနော်တကယ်လို့ကိုကဘယ်ပိုင်လေးကိုရွေးထားခဲ့တယ်ဆိုတာလဲ comment လေးမှာရေးပေးခဲ့ရပါအောင်ပေါ့နော်ကိုအတွက်ခွန်အားစိတ်ခွန်အားတခုရခဲ့တယ်ဆိုရင်ပေါ့နော်လင်းကိုပြန်ပြီးတော့စိတ်ခွန်အားပြန်ပေးခဲ့တဲ့အနေနဲ့ဘယ်ပိုင်လေးရေးသားခဲ့တယ်ဆိုတာကိုcomment မှာရေးသားခဲ့ပါဦးအဲ့တော့ဆိုလို့ရှိရင်ဒီ reading ကိုဒီမှာပြီးအဆုံးသတ်လိုက်ပါမယ်ပိုင်3လေးတွေစိတ်ကိုတည်ငြိမ်ပါထားပြီးတော့ကိုယ့်အတွက် secure နဲ့ safe ဖြစ်တဲ့လမ်းကြောင်းမှန်ကိုရွေးချယ်နိုင်ကြပါစေစိတ်ခွန်အားတွေပို့ပြီးတော့ဒီထက်ပို့ပြီးတော့တိုးတက်ကြပါစေမှန်ကန်တဲ့လမ်းကြောင်းမှန်ကိုရောက်ရှိပါစေငြိမ်းချမ်းတဲ့မိသားစုတို့ဖေးမှပေးမယ်ပတ်ဝန်းကျင်မျိုးအများဆုံးရောက်ရှိသွားနိုင်ပါစေလို့ဆုတောင်းရင်းနဲ့ပဲပိုင်သွေးလေးကိုဆုံးသက်လိုက်ပါတယ်ကျေးဇူးများတင်ပါတယ်